အားလုံးပဲမင်္ဂလာပါ Venus မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် Shinobi War ရဲ့ရောက်လိုက် Star Wars Galaxy ရဲ့ရောက်နေတဲ့ video ရဲ့တော်တော်လေးပြောက်တောက်ဖြစ်နေပါပြီအခုဒီခါလေးစိတ်ကူးပေါက်တာနဲ့ mythology fantasy နဲ့ franchise တော်တော်များများပါနေရာယူထားတဲ့ sorcerer the great ကြီးဖြစ်တဲ့ Marlin အကြောင်းပြောပါမယ်ဆိုပေမဲ့အခုကျွန်တော်ပြောမယ့် Marlin ကမူရင်း timeline ဖြစ်တဲ့12ရာစုဝင်ကျွန်တော်က Watch တနာရီကနေ inspire ယူထားပြီး Arthurian legend ရဲ့နာမည်ကြီးရဲ့ Marlin အကြောင်းအဓိကထားပြောမှာပါအခြား alternative voice ရ Marlin နဲ့ဂျာညံပြီးတက္ကနာကြီးထည့်ပြောသွားပါမယ်ကျွန်တော်မာလင်စကြည့်တော့တောင်းခွင့်တဲ့ setup box ကို TV နဲ့ထိုးကြည့်တော့ဖြစ်မယ်ဗျတရက်ကိုတစ်ပိုင်းတော့အတော်လေးလဲမိုက်တဲ့ series ဆိုပေမဲ့အဲ့အချိန်တုန်းကတော့ကျွန်တော်ရင်နဲ့ Power Ranger တွေလောက်နေရာမယူနိုင်ခဲ့ဘူးပဲပြောရမယ်ဗျမာလင်ကို12ရာစုမှာစာရေးစာကြီး Geoffrey the Mormon ဆိုတဲ့ဘေးက Martian World ဒီတနည်းအားဖြင့်တောရိုင်းနဲ့ကြပြဆရာနဲ့ Ambrosius လို့သူရဲ့ကောင်းတစ်ပါးရဲ့ storyline နှစ်ခုကြောယူထားတာပါမာလင်ဆိုတဲ့ character ကြီးကိုမသိရကြမှာဒီပေါ်မြင်နှစ်ခုကြောင့်အချင်းချုပ်ပြောခြင်းပါတယ်စိတ်ရည်လဲသွားအောင်ပါAD 6ရာစုဝန်ကြီးက Martian လို့ခေါ်တဲ့ကြပြဆရာတဖြစ်ရစစ်သူကြီးက Outdraft စစ်ပွဲမှာအရှိသခင်ဆုံးသွားလို့စိတ်တူပြီးယူသွားပါတယ်ယူသွားတဲ့ Martian တရားတော်ရဲပြသပြီး3ဆိုင်နဲ့အတူတူနေတိုင်းတဘာဝနဲ့နီးစပ်သွားလို့ရှစ်ပြောအစွဲနဲ့ရသွားတယ်လို့ယုံကြည်ကြပါတယ်နောက်တစ်ခုက Ambrosius 9ရာစုဝန်ကြီးတော့ဘယင် 40 ကန် Saxon ရဲ့ရဲနေကောက်ကိုရုံးကန်နေရခြင်းမှာရဲရဲတစ်ခုတိဆောက်လိုက်ပါတယ်ဆိုပေမဲ့စောက်သမျှရဲတဲ့တိုင်းတွေကညဘက်ဆိုပြပြကြနေတော့ Pro Hate တွေကဖေးမရှိပဲမွေးလာတဲ့ကလေးတရားတွေသွေးနဲ့ပူဇော်မှအုံမြင့်ခိုင်မယ်လို့လမ်းညွှန်ပါတယ်တကယ်တော့အုံမြင့်မခိုင်တာ Ambrosius တနည်းအားဖြင့်ဖေးမရှိတဲ့ကလေးတွေနဲ့ဘာမှမဆိုင်ပါဘူးနန်းတော်အောက်ကရေကန်ထဲမှာငကပြူတကောင်နဲ့ငကနီနှစ်ကောင်ရန်ဖြစ်နေကြရဆိုပြီးဟော်ကင်းထုတ်ခဲ့ပါတယ်ဒီငကားနှစ်ကောင်မှအနီရောင်ငကားဝေးနိုင်ငံကူစားပြတာဖြစ်ပြီးနိုင်ငံတော်အလံတော်ဖြစ်နေပါပြီငကပြူကတော့ Saxon နဲ့တနည်းအားဖြင့်ဂျာမန်တွေကိုဆိုလိုပါတယ် Geoffrey တယောက်နာမည်ကြီးရဲ့ Martian သူ့ဇက်ကောင်မှာ inspire ယူခဲ့တာဖြစ်ပြီးဝေးဘာသာစကားဖြစ်တဲ့ Martian ကိုလက်တေဘာသာစကားနဲ့လည်း Malenius တနည်းအားဖြင့် Marlin လို့ပေးခဲ့တာဖြစ်ပါတယ်မူရင်းနာမည်ဖြစ်တဲ့ Martian တိုက်ရိုက်နာမည်ပေးလိုက်ရင် First Latin အတန်အတွက်ရောက် Mardi ချီးဆိုတဲ့အတန်နဲ့တွားတူနေလို့ Marlin လို့ပြောင်းလဲခေါ်ဝေါ်ခဲ့တာပါမာလင်ရဲ့မွေးရပါမော်ပေါ်ရီမီအထုံနဲ့အနာဂတ်ကိုကြိုမြင်နိုင်တဲ့ Force ရင်တော့ငကားဟော့ကင်းထုတ်ခဲ့တဲ့ Ambrosius ရဲ့ inspire ယူထားပါတယ် Ambrosius လို့တာမန်ဖေးမရှိတဲ့ဇက်ကောင်အနေနဲ့မဟုတ်ပဲမော်ပညာတွေမှာအထုံပါရမီပါအောင်ဆိုတဲ့စိတ်ကူးနဲ့လူသားမျိုးနွယ်သီလရှင်တူနဲ့ incubate တကောင်နဲ့မွေးဖွားလာပါတယ်ဆိုပြီးဇက်လဲဆင်လိုက်ပါတယ် incubate ဆိုတာနတ်ဆိုးတစ်မျိုးဖြစ်ပြီးအမျိုးသမီးတွေအိမ်မက်ဆိုးမှန်အောင်လုပ်တပြီးအိတ်နေတဲ့အချိန်မှာလိမ်မဲဆိုင်ရာကျွလွန်ညာတဲ့ဖွန်သမားကြီးသားတွေပါအဲ့လိုဇက်လဲဆင်တဲ့လူငယ်လေးရဲ့ပခုံးမဟုတ် Camelot ပြည်ရဲ့ကံကြမ္မာကြီးကကြားရောက်လာတာဖြစ်ပါတယ် Arthurian legend တွေမှာတော့ Marlin ဆိုတဲ့မော်စီယာရဲ့အာသာမမွေးခင်ဦးသားလက်ထက်ကရရှိနေခဲ့တာဖြစ်ပြီး Camelot ပြည်နဲ့အနီးတစ်ဝိုက် Carlion နဲ့ Marcia တို့တိုင်းပြည်အတီးပိုင်းနာမည်ကျော်ကြပါတယ် Arthur Pendragon ဆိုတဲ့ဘယံတကယ်တော့မျိုးမစစ်သားဗျဘာလို့ဒီလိုပြောရလဲဆိုရင်အဖေဖြစ်တဲ့ Uther Pendragon ဆိုတဲ့ဘယံစိတ်တက်ကအတော်လေးအောက်တန်းကြလို့ဗျဖန်ရှင်ရှိပြီးသားလည်းဖြစ်သူ့ပြိုင်မယ်လည်းဖြစ်တဲ့မျိုးသားကြီး Goloris ရဲ့ဇနီးဖြစ်သူ Ingrid နဲ့ဆွဲလန်းပြီးသွားပါတယ်ဒါဟုတ် Arthur ရဲ့ကံကြမ္မာကိုကြုံမြင်တဲ့ Marlin က Uther ဘယံ One Night Stand မို့သူ့မော်ပညာနဲ့ Uther ကိုရုပ်ဖြတ်ပေးလိုက်ပါတယ်ဘသူရုပ်ရဲဆို Goloris ရဲ့ရုပ်ပါဒီလိုရိုးသားတတ်တဲ့ဘယံကြီး Uther Pendragon တရားသူဆွဲလန်းနေတဲ့သူများမိန်းမကို One Night သွားစတန်ပြီး Arthur ကိုမွေးခဲ့ပါတယ်တညတာပြောလိုက်ရပေမဲ့ Uther တရားကတော့တဘောအစာရင်းနဲ့မှမသိပဲမွေးလာတဲ့ကလေးကို Marlin စီပေးပါမယ်ဆိုတဲ့လူမာကလေးမင်းမသစ္စာနဲ့ပေးလိုက်ရပါတယ်စမူကောင်ရဲ့ Uther လိုမအားတဲ့ Marlin ဟာ Arthur မွေးလာတော့စ actor စီပုတ်ပြီးတာပဲကလေးတရားလိုကြီးပြင်းစေခဲ့ပါတယ်ဒီနေရာမှာမိတ်ထားလို့မရတာကျွန်တော်မော်ဂါနာပါ2008ခုနှစ်ကနေ2012အတွင်းထွက်ရှိခဲ့တဲ့ Adventures of Marlin နေရာမော်ဂါနာကတော့ Arthur ရဲ့ဝမ်းကွင်းညီမအနေနဲ့ပါဝင်လာခဲ့ပါတယ် Arthurian legend နေရာမော်ဂါနာကတော့ Uther တရငင်းနဲ့ Arthur ရဲ့ဝမ်းကွင်းညီမအနေနဲ့ဆိုပေမဲ့အစောပိုင်းကာလတွေမှာ Marlin စီမှာပညာသင်ယူခဲ့ပြီးတိုက်ပွဲတွေကဒဏ်ရာရသူတွေစီးကူပေးတယ်လို့ဆိုပါတယ် Evil Witch ပြောင်းသွားတာတွေကတော့တူပါတယ်မာလင်နဲ့မဆိုင်ဆိုပေမဲ့မမအကြောင်းတတိယတော့တက်ကြားဖြတ်ပြောလိုက်ရင်မှာဦးသာသေးပြီးတော့အဖေဘသူမှန်းလည်းမသိတဲ့အာသာအတွက် Camelot ပြည်ကိုတီထောင်မှာမာလင်တယောက်ညံစင်မာတော့တယ် Source in the Stone တနည်းအားဖြင့် Excalibur လို့ခေါ်တဲ့ဓာတ်ကိုဆွဲထုတ်နိုင်တဲ့သူကိုဘရင်ဖြစ်မယ်လို့ကြေညာခဲ့ပါတယ်ဘသူမှမလုံနိုင်တဲ့အချိန်အာသာဆွဲထုတ်နိုင်သွားပါတယ်မာလင်ရဲ့အကူအညီနဲ့ပါဒီလို Camelot ပြည်ကိုတီထောင်ပြီးအာသာဘရင်တက်လို့မာလင်ကအာသာရဲ့အကြံပေးတစ်ဖြစ်ရော Bro ရဲ့အနေနဲ့ပါအမှုထမ်းခဲ့ပါတယ်ဒီလိုနဲ့မာလင်ရဲ့လမ်းပြမှုနဲ့ Camelot ပြည်ရဲ့ဦးသာလက်ထက်တော်ထက်တော့ပိုပြီးကြီးပွားလာခဲ့ပါတယ်ဆိုပေမဲ့အဖေတူသားလေးအာသာကတော့ပပလန်းနေလာပြီးကရုံးနီးတူစမှုကြောက်ပါတယ်ရုပ်ရှင်တွေကကျွန်တော်တို့သိခဲ့တဲ့အသားညို့ပေမဲ့စိတ်ထားမညို့တဲ့ Guinevere ကတော့ဒီ Arthurian လက်ချက်မှာတက်စီအောင်လွဲပါတယ်ဒီ timeline နဲ့ကမင်းသမီးတစ်ပါးပါKing Leody Grants of Camellia ရဲ့သမီးဖြစ်ပြီးအာသာနဲ့လက်ထပ်လိုက်ပါတယ်ဒါကိုမာလင်ကကန့်ကွက်ပေမဲ့မှော်နေတဲ့အာသာကတော့နားမထောင်ပါဘူးဘာလို့ဆိုအနာဂတ်ကိုကြုံမြင်တဲ့ Sorcerer the Great ကသူတို့သာလက်ထပ်ခင်တချောင်းနဲ့မလောက်တဲ့ Queen Gwen ကအာသာရဲ့လူရောင်တော် Silence လောက်နဲ့ဖောက်ပြန်มาကြောင်းမှာတကယ်လည်းဖောက်ပြန်ခဲ့ပါတယ် Gwen ရဲ့ဖေဖြစ်သူ Leody Grants ရဲ့မင်္ဂလာလက်ဖွဲ့ဖြစ်တဲ့ Round of Table လို့ခေါ်တဲ့ Camelot ပြည်ရဲ့တော်ဆုံးသူရွေးကောင်းတဲ့ဆုထိုင်တဲ့စပွဲဝိုင်းကနေစာပြီးပြိပခါတွေစာလို့တိုင်းပြည်ထဲမှာပြည်တွင်းစစ်ဖြစ်တဲ့အထိပါအဆိုးဝါးဆုံးအခြေအနေကြီးဆိုခဲ့ပါတယ်ဒီလိုအခြေအနေဆိုတော့အခွင့်ကောင်းယူတဲ့လူကတော့ Mordred ပါ Arthurian legend တွေမှာတော့ Mordred ကို Morgana ရဲ့သားအနေနဲ့ mention ထားပြီး Camelot ပြည်ကြာဆုံးခဲ့အဓိကတရေခံလို့လည်းဝိုင်းပြီးလက်ညှိုးထိုးထားကြပါတယ်ပြိပခါတွေကလည်း Arthur နဲ့ Lancelot တို့ရဲ့စမုလူဝဲတဲ့ဆိုသွားပြီး Battle of Camelot ဖြစ်သွားပါတယ် Mordred ကိုတော့အနိုင်ယူလိုက်နိုင်ပေမဲ့ Camelot ပြည်တဲ့ကြာဆုံးခဲ့ရောက်သွားပါတယ်မဖြန့်ပြည်အောင်ပြည့်တဲ့ဆိုတဲ့စကားမှန်တော့မသိပေမဲ့စမုကြောင်ပြည်ပြတာတော့ Pendragon တို့သားဖာတက်သေးပါ
ကမ်မလော့ဘီရဲ့ကံကြမ္မာကိုတည်ပိုးထားတဲ့မာလင်ကဘာလို့ဒီအခြေအနေတွေမတားနိုင်တာလဲဆိုပြီးမေကွန်ထုတ်လောက်ပါတယ်။ဂွမ်နဲ့ထပ်ပြီးသိမှတ်ချင်ကြတဲ့မာလင်တယောက်နေမျိုးတနည်းအားဖြင့် Ladies of the Lake ကိုမှော်ပညာသင်ပေးချက်မိသွားတယ်လို့အချို့တန်တာတွေမှာပြောကြပါတယ်။အချစ်လွန်သားပြတဲ့မော်စယာကြီးကလည်းနေမျိုးရဲ့ပိတ်တောင်ကြီးကိုခံလိုက်ရတော့ကမ်မလော့ရဲ့အရေးတွေမကူညီနိုင်တော့ပါဘူး။ကဲတော့မာလင်ကဒါတွေကိုကြိုသိပါတယ်။သူကိုယ်တိုင်လည်းစမူတပြားကြဘဝဆုံးမဲ့အရေးကိုသိပေမဲ့အချစ်နုံမှာနေနေတာကြောင့်သူ့ကံကြမ္မာကိုလက်ခံလိုက်တာရောကြောင့်ကမ်မလော့နဲ့မာလင်ရဲ့ဇလန်ဒီမှာတခန်းရသွားပါတယ်။ဒါကတော့ fantasy ဇလန်တွေရမဟုတ်ပဲ watch ဂျန်နာကိုကြောယူထားပြီး Arthurian legend နဲ့ Sorcerer of the Great ကြီးမာလင်ရဲ့အကြောင်းပါဒီဗီဒီယိုလေးရတော့လောက်ပါပဲဆုံးအောင်ဒီဗီဒီယိုတယောက်ချင်းကြီးလည်းကျေးဇူးအများကြီးတင်ပါတယ်